တစ်ဆက်တည်း Juventus နဲ့ Manchester United နဲ့ကြားထဲမှာ Jadon Sancho နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတချို့လည်းရှိနေတယ်။တကယ်တော့ Jadon Sancho ကို Napoli အသင်းကပို့ပြီးတော့လိုချင်တယ်လို့ပြောလို့ရတယ်။ Sancho ကိုယ်တိုင်ကလည်း Napoli ကိုပြောင်းဖို့အတွက်ကိုပို့ပြီးစိတ်အားထက်သန်တယ်။ဒါပေမဲ့ပြဿနာက Napoli က Sancho အတွက်ပြောင်းရွှေ့ခြင်းကိုပေးဖို့ကသူတို့အတွက်ပြဿနာမဟုတ်ဘူး။ဒါပေမဲ့Sancho ရဲ့ salary package ကိုပေးဖို့ကသူတို့အတွက်အများကြီးအခက်အခဲဖြစ်နေတယ်။ Fabrizio Romano ကဒီသတင်းနဲ့ပတ်သက်ပြီးဘာပြောလဲဆိုရင် Napoli က Sancho ရဲ့လစာကို cover မလုပ်ချင်ဘူးမပေးချင်ဘူး။ဒီလုံးနဲ့ပဲဖြစ်ဖြစ်အငှားနဲ့ခေါ်တာပဲဖြစ်ဖြစ်အပြီးသက်ခေါ်ယူတာပဲဖြစ်ဖြစ်လက်ရှိလစာကိုသူတို့မပေးနိုင်ဘူး။ transfer fees ကပြောင်းရွှေ့ကြေးကပြဿနာမဟုတ်ဘူးလို့ပြောတယ်။ salary ကအရန်မြင့်နေတယ်။ဒါကြောင့်Sancho ဘက်ကပြောင်းကျင်တယ်ဆိုလို့ရှိရင်လောက်ခလာစာကို short ယူပြီးတော့မှပြောင်းလာဖို့အခြေအနေရှိမယ်လို့ Romano ကပြောပါတယ်။တစ်ဖက်မှာတော့ Juventus က Sancho အတွက်ကိုပေါင်21တန်းဝန်းကျင်ရှိတဲ့ package နဲ့ United ဘက်ကို offer လုပ်ထားတယ်။ဒါပေမဲ့ United ကတော့ပေါင်25တန်းဝန်းကျင်အလိုရှိနေတယ်။ဆိုတော့လက်ရှိမှာ United ရဲ့တာဝန်ရှိသူတွေနဲ့ Juventus နဲ့ကြားထဲမှာ Dusan Vlahovic ရဲ့ Jadon Sancho ရဲ့ Douglas Luiz ရဲ့ဒီကစားသမား3ဦးအဝင်အထွက်အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတယ်လို့ကျွန်တော်တို့သိရတယ်။ဆိုတော့ဘာတွေဖြစ်လာမလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရပါမယ်